ယူရင်ကောင်းမလားဆိုတဲ့စိတ်ကသူကခိုးတဲ့စိတ်တော့မဟုတ်သေးဘူးကိုယ်တပိတ်မဟုတ်လို့တိသွားပြီဆိုလို့ရှိရင် तू ပြန်ပေးရမယ်ပြန်ထားရမယ်စိတ်ဖြစ်ရမယ်အဲ့လိုမဖြစ်ဘဲနဲ့ဟို तू တိတာမဟုတ်ပါဘူးငါယူသွားလိုက်မယ်ဆိုတဲ့စိတ်ဖြစ်လိုက်ရင်တော့ဒါခိုးတယ်လို့ခေါ်သွားပြီနော်ဘာလို့ तू ယူလာတော့ကတော့ तू ခိုးတာမဟုတ်ဘူးကိုယ်တပိတ်ထမင်းယူလာပြီမယ် तू တိသွားတဲ့အချိန်မှာပြန်ထားရမှာပါဒါကို तू ကယူရင်ကောင်းမလားဆိုတာစဉ်းစားတဲ့အပိုင်းပဲရှိသေးတယ်မယူသေးဘူးဒါနော် तू တဲလာပြီမယ်ကောင်းမလားဆိုတာကမဆုံးဖြတ်ရသေးဘူးဟို तू တိတာမှမဟုတ်တာငါမယူတော့ဘူးမပေးတော့ဘူးလေမပေးတော့ဘူးဆိုတဲ့စိတ်ဆုံးဖြတ်ချလိုက်တာခိုးမြောက်သွားပြီခိုးမြောက်သွားပြီအဲကြောင့်ဆရာတော်ကြီးတွေမှာပြောတယ်ဆိုတော့သူများပစ္စည်းကိုတဲ့ပိုင်ရှင်မသိဘဲနဲ့မကင်နဲ့မယူနဲ့ပိုင်ရှင်မသိဘဲနဲ့ကင်လိုက်မယ်ယူလိုက်မယ်လို့ဆိုရင်ယူတဲ့အချိန်မှာပြဿနာမရှိမယ်ခိုးလို့တဲ့စိတ်ဖြစ်သွားရင်အဲ့ပစ္စည်းကနေရာရွေ့သွားပြီအဲ့ဆိုအဲ့မှာခိုးမှုမြောက်သွားပြီပြန်ထားရင်လည်းမရတော့ဘူးနော်ငါမယူပါဘူးပြန်ထားမယ်ဆိုရင်လည်းမရတော့စိတ်ဖြစ်လိုက်တာနဲ့ခိုးပြီးသားဖြစ်သွားတယ်အဲ့ပစ္စည်းကအဲကြောင့်ပိုင်ရှင်ကခွင့်ပြုတယ်ပေါ့နော်ပိုင်ရှင်စီကဥစဉ်ဒီပြီးတော့ဒီလက်တော်လေးခဏငါဖုန်းလေးခဏငါပါဆိုပိုင်ရှင်ကတော့ခွင့်ပြုတယ်အဲဆိုရင်အဲ့ပစ္စည်းကိုကိုကပိုင်ရှင်ခွင့်ပြုချက်နဲ့ကင်သုံးတယ်ကင်သုံးရင်းနဲ့သဘောကျပြီးတော့ယူရှင်သက်ဖြစ်သွားတယ်ငါယူလိုက်တော့မယ်ဆိုမှရှင်ဒါခုံးမမြောက်သေးဘူးလို့ဆိုပိုင်ရှင်ကိုယ်တိုင်ကငှားထားတာမို့လို့နော်အဲကြောင့်ပိုင်ရှင်ခွင့်ပြုချက်နဲ့ကင်တဲ့ပစ္စည်းကိုခိုးလို့တဲ့စိတ်ဖြစ်ရင်လည်းခုံးမမြောက်ဘူးပြန်ထားပေးရတယ်နော်အဲပိုင်ရှင်ကတိသွားလို့ပြန်တောင်းလို့မှမပေးတဲ့ခါမှာသူဘာကြီးကကြမှာအဲ့တော့ပိုင်ရှင်ခွင့်ပြုချက်မပါဘဲနဲ့ကိုယ်သဘောနဲ့ကိုကောက်ယူပြီးတော့ခိုးယူတဲ့စိတ်ဖြစ်သွားတယ်ဆိုရင်တော့ကြာပြီတစ်ခါလေးကြာသွားပြီမှာအကြောင်းဆိုလို့ကျောင်းထဲမှာကျောင်းမှာလည်းဩဝါဒပေးရတယ်ပိုင်ရှင်ခွင့်မတောင်းမဲနဲ့ငားမကင်နဲ့အရေးကြီးတယ်ပထမငားလို့တဲ့စိတ်နဲ့ဖြစ်ပြီမယ်ငားလို့တဲ့စိတ်နဲ့ယူသွားပြီမယ်နောက်ကျရင်ခိုးလို့တဲ့စိတ်ဖြစ်သွားရင်သွားပြရတာနော်ကြာပြရတာအကြောင်းဆိုလို့ပုထုဇဉ်စိတ်ဆိုတာရိုက်မြန်တယ်လေပစ္စည်းကောင်းကောင်းလေးတွေကင်မယ်ဆိုရင်ပြောမရအောင်ဒီနေ့ကဖုန်းနေဆိုတဲ့ဈေးကြည့်ပါပြီနဲ့နော်အဲ့ဒါဖုန်းသူများအပြင်ကျောင်းထဲတွေမှာဆိုရင်ဖုန်းကင်တဲ့ကျောင်းထဲတွေဆိုရင်ဒါသူများဖုန်းကိုမပြောဘဲနဲ့ကင်ယူလိုက်တယ်ပြီးရင်သဘောကျပြီးတော့ယူချင်တဲ့စိတ်ဖြစ်သွားပြီသွားပြရတာဒါကြောင့်တန်ဖိုးကြီးတဲ့ပစ္စည်းတွေကင်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့ခွင့်တောင်းပြီးမှကင်ရကောင်းတယ်ရိုးမသားတဲ့စိတ်ဖြစ်သွားရင်တော့မှအာပဲမသိတော့ဘူးပေါ့နော်